ပန်းကလေးကပန်းကလေးဖြစ်ရတာသိစိတ်ပါမရဘူးသူ့မှာရင်ခုန်စရာကားနာရှိပွေတို့ရဲ့မှုယုံလှယုံနဲ့ပန်းကလေးတပွင့်ရဲ့ဝတ္တရားကုန်မလဲလားပန်းကလေးကြီးမင်းစိတ်ကူးနဲ့ငါ့ကိုပြစ်ပါတစ်ချက်ပြည့်ရင်တကောင်ကြားရမယ်12လရာဒီလုံးလုံးကို့မှာမေတ္တာတရားကိုပြောပြပါရေမိအပြည့်စုံနဲ့ခန့်ကြီးအကျဉ်းချနေသူပန်းကလေးကြီးနှလုံးသားတွေကလေရင်ပြန်တွေအတန်ပဲကြားနေရပူဆုံးကပါတာကနေနောက်ပွေးဝင်းထင်လေးပြက်နေတာဒီအချစ်မရှိရင်ဘယ်ရမှပြန်ကောင်းလာနိုင်မှာမဟုတ်ပါဘူးပန်းကလေးကြီးစောင့်ဆိုင်မှုတွေကြံ့ကြာလွန်ဆန္ဒတွေအိမ်မက်ထဲပွင့်ကြကျေစုံညရဲ့ဘူးစင်လေးတစ်စင်အောက်မှာအချစ်နဲ့ကပါပူအောင်မင်းအောင်ငွေးပန်းကလေးကြီးချီချောလက်ချောအလန်းကလေးတောင်မင်းမရတယ်ဘူးလားရှေးရည်စက်တွေချောကလက်ထဲထည့်ပြီးမင်းအတွက်လက်ဆောင်ပေးခြင်းနဲ့ကွယ်တို့ရဲ့ငွေးယုံလှယုံနဲ့ပန်းတပွင့်ရဲ့ဝတ်တရားကုန်လေလားပန်းကလေးကြီးလမ်းထိပ်မိုးဟင်းကားဆိုင်လေးကနေနိဗ္ဗာန်ထိမင်းနဲ့အတူသွားခြင်းနဲ့နေ့တွေညတွေတစ်ခုပြီးတစ်ခုအရစ်ပြုံးသွားလိုက်တာတစောင်းကုန်လေကို့မှာပေါင်မူတစ်လုံးဟောင်းလို့ပေါင်းယူလားဒါပေမဲ့သူ့မှာရင်ခုန်စရာကားနာမရှိပန်းကလေးရဲ့ကောင်းကင်မြင်အရွယ်ရောက်နေခြင်းလားပေါ့နှင်းကြတာနေထွက်တာပန်းပွင့်တာတဘာဝတရားကိုမှမယုံရင်မင်းနဲ့ငါကိုယုံမလဲအောင်သိန်းစို့